ဒီကောင်မလေးကအရန်ထူးဆန်းတဲ့ငိုအောင်လုပ်ဖို့သူမမျက်နှာကိုတိုက်ရိုက်ထိုးလိုက်တယ်ဒါပေမဲ့အဲ့ဒါမလုံလောက်ဘူးလို့ခံစားရတဲ့အခါစက်တုံနီနဲ့မုံရင်းကိုသုံးလိုက်တယ်အဲ့ဒါကဘသူ့ကိုမဆိုချက်ချင်းကိုအောင်လုံလောက်တယ်ဒါပေမဲ့ဒီကျိုးတက်ရောက်မှုကမိန်းကလေးတယောက်တည်းပေါ်မှာပဲမဟုတ်ဘူးဖက်တဲ့ကြရပါရဲ့အခုအတောင်မျက်ရည်ကျလာတယ်ဒီကောင်မလေးကမစ္စတာကူရဲ့အသက်ကိုမတော်တဆတင်ခဲ့တဲ့သမုဒ္ဒရာမျိုးနွယ်စုရဲ့မင်းသမီးတစ်ပါးဖြစ်နေမှန်းသိလိုက်ရတယ်ဒါပေမဲ့ဒီလိုလုပ်ခြင်းအဖြစ်သမုဒ္ဒရာမျိုးနွယ်စုရဲ့တန်ရှင်းတဲ့ပစ္စည်းဖြစ်တဲ့ပင်လယ်မျက်လုံးဟာမစ္စတာဆယ်ဖို့စီမိုင်းရင်စွာရောက်သွားခဲ့တယ်ဒီအတွက်ကြောင့်မိန်းကလေးကိုသမုဒ္ဒရာမျိုးနွယ်စုကနေနင်းထုတ်ပြီးတန်ရှင်းတဲ့ပစ္စည်းကိုရှာဖို့သမုဒ္ဒရာကနေလူလောကကိုဆေးလွတ်လိုက်တယ်ပင်လယ်မျက်လုံးမပါပဲသူမရဲ့မော်ပညာကအလုံးမဖြစ်ခဲ့ဘူးတန်ရှင်းတဲ့ပစ္စည်းကိုရှာနေတော့မစ္စတာကူရဲ့အဆောက်အုံကိုသူမရောက်သွားတယ်ဒါပေမဲ့လုံခြုံရေးတွေကသူမကိုသူခိုးလို့အထင်မှားပြီးလိုက်ဖမ်းကြတယ်ဒါကိုမြင်တော့မိန်းကလေးကကြောက်လန့်တကြားနဲ့ငါ့ကိုကူညီပါလို့ဟစ်လိုက်တယ်နောက်တစ်ခါမှပဲအံွယ်နီးနဲ့မစ္စတာကူကသူမရှိမှရုတ်တရက်ပေါ်လာတဲ့အံအားတင်သွားပြီးမစ္စတာကူကမိန်းကလေးကိုသူဘယ်လိုပျောက်သွားတာလဲလို့မေးလိုက်တဲ့ထို့နောက်မိန်းကလေးကသူ့ကိုအဖြစ်မှန်အားလုံးကိုပြောပြလိုက်သည်မစ္စတာကူသည်သူ့နှလုံးသားထဲတွင်တန်ရှင်းသောပစ္စည်းတောက်ပနေသည်ကိုမြင်လိုက်သည်နှင့်သူအံအားတင်သွားသည်သို့သောသူဘာမှမပြောနိုင်မီတွင်လုံခြုံရေးများကမိန်းကလေးကိုအပြင်သို့နှင်ထုတ်လိုက်သည်မိန်းကလေးသည်ပင်လယ်မျက်လုံးကိုပြန်ရလိုခဲ့သည်သူမနောက်ဆုံးချိန်တို့ခရောက်ပြီးငိုကြွေးခဲ့စဉ်ကမစ္စတာကူကိုသူမရှိသို့စင့်ခေါ်ခံခဲ့ရသည်ကိုသူမတတိယသွားသည်ထို့ကြောင့်ယခုသူမငိုအောင်စူးစမ်းနေခြင်းဖြစ်သည်